မင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းအရာကတော့တင်ကြံအကြောင်းပါတင်ကြံဆိုတဲ့စကားလုံးဟာအင်္ဂလိပ်စကားမဟုတ်ပါဘူးပါဠိဘာသာတန်တဂရိဘာသာကနေလာတာပါအဓိပ္ပာယ်ကတော့ရွှေပြောင်းခြင်းဖြစ်ပါတယ်နေအောင်ဟာယာတိတစ်ခုကနေနောက်တစ်ခုကိုရွှေပြောင်းတဲ့အချိန်ပါပဲအဲ့ဒီအချိန်ဟာမြန်မာနှစ်သစ်ရဲ့အစဖြစ်ပါတယ်ဒါကြောင့်တင်ကြံဆိုတာရေကစားတဲ့ပွဲလိုပဲလူအများစုကထင်နေကြတယ်ဒါပေမဲ့မဟုတ်ပါဘူးတင်ကြံဟာလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲနိုင်တဲ့နေ့လည်းဖြစ်ပါတယ်အခုဒုတိယအပိုင်းပါဘာလို့တင်ကြံမှာရေကစားရတာလဲဆိုတာကိုပြောပြပါမယ်ရှေးခေတ်တုန်းကလူတွေဟာအခုလိုရေမပြစ်ကြပါဘူးရေဆိုတာကတန့်ရှင်းခြင်းကိုကိုစားပြုပါတယ်ဒါကြောင့်တင်ကြံရောက်တဲ့အခါရေကိုအသုံးပြုပြီးအပြစ်တွေကိုဆေးကြောခြင်းတယ်ကန်ဆိုးတွေကိုဖယ်ရှားခြင်းတယ်နှစ်ဟောင်းကအရာတွေကိုလွတ်ခြင်းတယ်ရေတစက်ဟာဘဝအသစ်တစ်ခုစတင်ခြင်းပါမယ်ဒါကြောင့်ရေကိုတန့်ရှင်းစေဖို့အပြစ်ဖြေဖို့သုံးကြတာမှာနောက်ပိုင်းမှာပျော်စရာအဖြစ်ရေပြည့်ကစားလာကြတာမှာအခုတတိယအပိုင်းပါတင်ကြံရဲ့အရေးကြီးဆုံးအရာဟာရေမဟုတ်ပါဘူးအဲ့ဒါကဂျေဇုတရားပါလူကြီးတွေကိုရေလောင်းတာဟာကတော့တာခွင်းလွတ်ထိုတောင်းတာအပြစ်များကိုဖြေရှင်းတာပါဒီအချိန်မှာမိဘဆရာလူကြီးတွေစီကကောင်းကြီးတွေတောင်းရပါမယ်ဒီကောင်းကြီးတွေကဘဝကိုပြောင်းလဲစေနိုင်ပါတယ်ဒါကြောင့်တင်ကြံရောက်ရင်အဖေအမေအဘိုးအဖွားတွေစီသွားရောက်ပြီးရေလောင်းခွင့်တောင်းကြဝါစတုထအပိုင်းပါဖျားကိုရေချိုးတာဟာရေတန်းနဲ့ရေချိုးတာပဲမဟုတ်ပါဘူးအဲ့ဒါစိတ်ကိုတန့်ရှင်းစေခြင်းဖြစ်ပါတယ်ဖျားကိုရေချိုးတဲ့အခါစိတ်ဆိုးဒေါသမှုတွေဖယ်ရှားပစ်တယ်အပြစ်တွေလျော့နေသွားတယ်ဘဝအသစ်ကိုစတင်ဖို့ပြင်ဆင်တယ်ဒါဟာစိတ်ကို reset လုပ်ခြင်းပါပဲကိုယ်ရင်းကမကောင်းတဲ့စိတ်တွေညစ်ပတ်တဲ့စိတ်တွေကိုရေနဲ့တန့်စင်အောင်ဆေးကြောတာပါပင်စမအပိုင်းပါတင်ကြံနဲ့သမီးအကြောင်းရှီဟောင်းပုံပြင်လေးကိုပြောပြပါမယ်ရှေးလွန်လေးပြီးတော့ကတရားမင်းနဲ့ဓမ္မပလပုံနာကြီးတို့ညံပြိုင်ပွဲတစ်ခုဖြစ်ခဲ့တယ်ညံပြိုင်ပွဲမှာဓမ္မပလကနိုင်ခဲ့တယ်တရားမင်းဟာအရှုံးခံပြီးကိုယ့်ခေါင်းကိုချက်ရတယ်ဒါပေမဲ့အဲ့ဒီခေါင်းကိုမြေကြီးပေါ်ချရင်ကဘာပြက်စင်နိုင်ပါတယ်အဲ့ဒါကြောင့်တရားမင်းရဲ့ခေါင်းကိုတင်ကြံနဲ့သမီး9ယောက်ကထဲဆောင်ပြီးကဘာကိုကာကွယ်ပေးရတယ်ဒါကြောင့်နှစ်စဉ်နဲ့သမီးတွေအလွဲ့ကျထဲဆောင်ရတာပါစထအပိုင်းပါတင်ကြံမှာဘာကိုရပ်ဖို့လိုလဲတင်ကြံဆိုတာပြောဖို့အတွက်ပဲမဟုတ်ဘူးရပ်ဖို့အတွက်လည်းဖြစ်ပါတယ်တင်ကြံမှာအလုတ်ရပ်ပါစိတ်ဖြီးစည်းမှုတွေရပ်ပါလောဘဒေါသမောဟတွေရပ်ပါပြီးတော့ကိုယ့်ဘဝကိုပြန်ကြည့်ပါမိသားစုစီပြန်သွားပါကောင်းမှုကုသိုလ်တွေပြုလုပ်ပါဒါမှတင်ကြံရဲ့အနှစ်သာရကိုရမှာပါတရဓမ္မအပိုင်းပါယနေ့ခေတ်တင်ကြံမှာပြဿနာတွေရှိလာပါတယ်အဲ့ဓာတွေကတော့အရက်မှုရခြင်းအလွန်အကျရေပြည့်ကစားခြင်းတင်ကြံရဲ့အတိတ်ပဲကိုမတိခြင်းဖြစ်ပါတယ်လူအများစုကပျော်ရွံပိတ်တည်ကြတယ်ဒါပေမဲ့တင်ကြံရဲ့အနှစ်အတိတ်ပဲကိုမတိကြဘူးဒါဟာစိုးရင်စရာပါနောက်ဆုံးအပိုင်းပါတင်ကြံဆိုတာဘဝအတ္တစတင်ခြင်းအပြစ်ဟောင်းများဖယ်ရှားခြင်းလူကြီးတွေကိုကတော့ခြင်းစိတ်ကိုတန့်ရှင်းစေခြင်းဖြစ်ပါတယ်ဒီအရာတွေကိုနားလည်ရင်တင့်ဘဝပြောင်းလဲသွားလိမ့်မယ်ဒီနှစ်တင်ကြံမှာခမားရေကစားရုံလောက်ပဲလို့မလားဒါမှမဟုတ်ကိုယ့်ဘဝကိုတကယ်ပြောင်းလဲဖို့အခွင့်ကောင်းယူမလားစဉ်းစားကြည့်ပါကျေးဇူးတင်ပါတယ်